အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Introduction to Architecture ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ Architecture နဲ့ဆက်စပ်အကြောင်းအရာလေးတွေကိုမျှဝေပြီးတော့မှာဖြစ်ပါတယ် Architecture ကိုမြန်မာလိုဆိုရင်ပိသုကာလို့ခေါ်ပြီးတော့ပိသုကာဆိုတာကပါဠိစကားလုံးတစ်ခုဖြစ်တယ်ပေါ့နော်ပိဆိုတာကတော့ဗိမာန်ကိုကိုစားပြုတယ်သူဆိုတာကတော့တင့်တယ်ခြင်းကောင်းခြင်းချမ်းသာခြင်းကိုကိုစားပြုတယ်ကာဆိုတာကတော့ကာရုဆိုတဲ့တက်ပညာတဲ့ပြုလုပ်တတ်တဲ့သူပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်ပြီးတော့စကားလုံးသုံးခုကိုပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်တော့တင့်တယ်သောဗိမာန်ကိုပြုလုပ်ဖန်တီးတတ်တဲ့အသက်ပညာတဲ့စသဖြင့်အဲ့လိုမျိုးအဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်ဒီမှာဆိုရင်တော့ပိသုကာလို့အဓိပ္ပာယ်ဖွင့်ဆိုထားတာကအစာအုပ်ကိုဖန်တီးတဲ့သူအနေနဲ့ပဲပြောထားရဆိုပေမဲ့တကယ်တမ်းတော့ architecture ဆိုတာကအစာအုပ်တစ်ခုကိုဖန်တီးရတယ်မဟုတ်ဘဲနဲ့အစာအုပ်ရဲ့အတွင်းပိုင်းမှာရှိနေတဲ့နေရာတွေကိုလည်းဒီဇိုင်းရေးဆွဲလို့ရတယ်ပြီးတော့အစာအုပ်ရဲ့အပြင်ပိုင်းမှာရှိနေတဲ့လမ်းတွေနောက်ပြီးတော့အပင်တွေနဲ့ပတ်သက်တာတွေကိုလည်းဒီဇိုင်းရေးဆွဲလို့ရတယ်လို့မြို့ပြစီမံကိန်းတွေအိမ်ယာတွေစက်တမြင်သားတွေကိုဆောက်လုပ်တဲ့အခါမှာလည်းဒီဇိုင်းရေးဆွဲလို့ရပါတယ်architecture ဆိုတာကတော့ art ဆိုတဲ့အနုပညာနဲ့ science ဆိုတဲ့သိပ္ပံပညာနဲ့ကိုပေါင်းစပ်ဖွဲ့စည်းရတဲ့ပညာရဲ့တစ်ခုဖြစ်ပါတယ်။အနုပညာကတော့လွတ်လပ်စွာဖန်တီးနိုင်တဲ့သဘောမျိုးရှိရဲဆိုပေမဲ့ကိုဖန်တီးလိုက်တဲ့ဒီဇိုင်းတစ်ခုမှာအသုံးပြုနေထိုင်တဲ့သူတွေရှိတယ်သူတို့ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေရှိမှဒါတွေကိုကာကွယ်ပေးနိုင်ဖို့အတွက်သိပ္ပံပညာအရာပေါ့နော်လိုအပ်တဲ့တွေးခေါ်မှုတွေကိုပေါင်းစပ်ပြီးတော့မှဖန်တီးရဖြစ်တဲ့အတွက်ကြီးနဲ့ပေါင်းနေတဲ့မှာဖန်တီးရတဲ့အနုပညာတစ်ခုလို့ဆိုလို့ရပါတယ်။နောက်ကျလူတွေအနေနဲ့ရှင်းတဲ့နေထိုင်လာတဲ့အခါမှာခေတ်ဆက်ဆက်မှာပေါ်ထွန်းလာခဲ့တဲ့ဖန်တီးခဲ့ကြတဲ့ဒီပညာတွေကိုလည်းပေါင်းစပ်ပြီးတော့မှ architecture ရဲ့ပုံစံလေးအမျိုးမျိုးဖြစ်လာရဲဆိုတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ architecture ရဲ့ခေါင်းစဉ်အောက်ကနေပြီးတော့အဖွဲ့လေးခုအနေနဲ့ပြောပြပေးပါမယ်။ exterior architecture exterior ဆိုတာတော့အပြင်ပိုင်းကိုကိုစားပြုတာဖြစ်ပြီးတော့အစာအုပ်တစ်ခုကိုကြည့်မယ်ဆိုရင်တော့အဲ့အစာအုပ်ရဲ့အပြင်ပိုင်းပုံစံကိုဆိုလိုတာဖြစ်ပါတယ်။အဲ့တော့အစာအုပ်တစ်ခုရဲ့အပြင်ပိုင်းဆိုတာကအလှပအတွက်လည်းအသုံးဝင်သလိုဒီစာအုပ်တွင်းမှာရှိနေတဲ့အရာတွေကိုကာကွယ်ပေးတဲ့အကာအကွယ်တစ်ခုအနေနဲ့လည်းအသုံးပြုလို့ရတယ်ပေါ့နော်။ဒီဇိုင်းလုပ်တဲ့အခါမှာဆိုလို့ရှိရင်စဉ်းစားရတဲ့အချက်တွေထဲမှာ aesthetic ဆိုရဲအလှပပိုင်းနဲ့ပါတယ်လို့ fashion ဆိုတဲ့အပိုင်းနဲ့ပါပါတယ်။ဒီ fashion ဆိုတာကိုပြောရမယ်ဆိုလို့ရှိရင်တော့သူကအစာအုပ်တစ်ခုစောက်လုပ်မယ်ဆိုရင်လည်းဒီအစာအုပ်ကဘာအတွက်အသုံးပြုမှာလဲ။ဥပမာအဖြစ်စာကြည့်တဲ့တစ်ခုကိုတိစောက်မယ်ဆိုရင်စာကြည့်တဲ့အတွက်လိုအပ်တဲ့အရာတွေရှိတာပဲပြီးတော့ဒီစာအုပ်ရဲ့ဝင်လာမယ့်အတူတွေအတွက်အဆင်ပြေတဲ့နေထိုင်နိုင်ရမယ်အဓိကတော့ဥပမာစာအုပ်တွေရှိရမယ်စာအုပ်မရှိဘဲနဲ့ဒီစာအုပ်ကိုစာကြည့်တယ်လို့ပြောဖို့မလွယ်ဘူးပေါ့နော်ပြီးတော့အတွင်းပိုင်းရဆိုလို့ရှိရင်လည်းဒီမီးဖိုချောင်ကြည့်မယ်ဆိုလို့ရှိရင်မီးဖိုချောင်မှာလိုအပ်တဲ့မီးဖိုတွေအသုံးဆောင်ပစ္စည်းတွေရှိရမယ်ပြီးတော့ဒီမီးဖိုချောင်မှာလာပြီးတော့အသုံးပြုမဲ့သူအတွက်ငှိချက်မဲ့သူတွေအတွက်အဆင်ပြေတဲ့အရာတွေဖြစ်ကြပြီမီးဖိုချောင်ဖြစ်နေပြီးတော့မီးဖိုမရှိတာမျိုးတွေရေးစိတ်ဖို့အတွက်ဘေးစင်းမရှိတာမျိုးတွေစသဖြင့်ဒါတွေမရှိဘူးဆိုလို့ရှိရင်ဒီနေရာအတွက်ဖန်တီးထားတာက fashion အဆင်မပြေဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုမျိုးကိုလည်းထည့်သွင်းပြီးတော့စဉ်းစားရမှာဖြစ်တယ်ပြီးတော့ exterior architecture ဖြစ်တဲ့အတွက်အပြင်ပိုင်းကိုဆက်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့တဘာပတ်ဝန်းကျင်နဲ့လည်းကိုက်ညီတဲ့ဒီဇိုင်းတွေကိုဖန်တီးဖို့လည်းလိုအပ်တယ်ပေါ့နော်ဒီနေရာမှာတော့ဒီဇိုင်းဆိုင်တွေပေါ်မူတည်ပြီးတော့မှတဘာဝနဲ့သားစားတာဖြစ်တဲ့အရာတွေလည်းရှိတယ်လို့တဘာဝမှာထင်းထွက်ပြီးတော့မှအဲ့လိုမျိုးထင်ရှားနေတဲ့ဒီဇိုင်းစတိုင်တွေကလည်းတသက်ရှိတယ်ပေါ့နော်သားစားတာမဖြစ်ဘဲနဲ့ပေါ့exterior architecture မှာဆိုရင်စကားလုံးလေးတစ်ခုပေါ့နော် facade ဆိုရှိတယ်အဲ့ဒါကပြင်သစ်စကားလုံးကနေစဉ်းသက်လာတာဖြစ်ပြီးတော့သူကအစာအုပ်ရဲ့မျက်နှာစာကိုဆိုလိုတာဖြစ်တယ်အစာအုပ်ရဲ့ရှစ်တက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့ဒါကိုလည်းအဓိကထားပြီးဒီဇိုင်းရေးဆွဲကြတဲ့ architect တွေလည်းရှိပါတယ်ဒီဘက်ပြီးမှစထားတဲ့ပုံလေးနှစ်ပုံရဆိုလို့ရှိရင်အပေါ်ပိုင်းကတော့ဒါဟိုအရင်ခေတ်ကပုံစံမျိုးလို့ဆိုလို့ရပြီးတော့အောက်ဘက်ကဆိုလို့ရှိရင်ဒီခေတ်နောက်ပိုင်းမှာပေါ့နော်ပေါ်ထွန်းလာတဲ့ဒီဇိုင်းဆိုင်မျိုးဖြစ်တဲ့နှစ်စဉ်ပြောင်းလဲလာတဲ့နည်းပညာတွေပြောင်းလဲလာတဲ့အများသူဖန်တီးကြတဲ့အစာအုပ်တွေရဲ့ဒီဇိုင်းစတိုင်တွေပုံစံတွေကလည်းပြောင်းလဲလာမှာပဲဖြစ်တယ်ကျွန်တော်တို့ရဲ့နောက်ထပ်မျိုးဆက်ဒီမှာဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ပုံစံတစ်မျိုးဖြစ်တဲ့ဒီဇိုင်းဆိုင်တွေကလည်းထပ်ပြီးတော့ပေါ်လာမယ်ပေါ့နော်နောက်ထပ်တစ်မျိုးကတော့ interior architecture interior ဆိုတာကတော့အတွင်းပိုင်းကိုပုံစားပြုတာဖြစ်တယ်အဲ့တော့အဆောက်အဦရဲ့အတွင်းပိုင်းမှာရှိနေတဲ့နေရာတွေကိုဒီဇိုင်းရေးဆွဲပေးရတယ်ဒီနေရာမှာဒီဇိုင်းလုပ်မယ်ဆိုလို့ရှိရင်ထည့်သွင်းစဉ်းစားရတဲ့အချက်တွေကကြတော့ခုနကပြောခဲ့သလို aesthetic ဆိုရဲအလှပပိုင်းလည်းပါတယ်ပြီးတော့ဒီအဆောက်အဦတွင်းမှာနေထိုင်မဲ့သူတွေအတွက် fashion အဆင်ပြေရတဲ့အချက်ကလည်းထည့်သွင်းစဉ်းစားဖို့လိုတယ်နောက်ထပ်တစ်ခု interior မှာဆိုလို့ရှိရင်ကြတော့ space planning လို့ခေါ်တဲ့အရာကိုလည်းထည့်ပြီးတော့စဉ်းစားရမယ်အိမ်တစ်လုံးလိုပဲစဉ်းစားကြည့်မယ်ဆိုရင်တော့အိမ်ထဲမှာအိမ်ခန်းရှိမယ်မီးဖိုချောင်အိမ်ခန်းအိမ်သားစသဖြင့်ဒီလိုမျိုးအခန်းပေါင်းများစွာရှိတယ်အဲ့ဒီနေရာတွေအခန်းကြီးဆိုတာထက်တော့ space တွေပေါ့နော်နေရာတွေလို့ပြောလို့ရတယ်အဲ့နေရာတွေကိုဘယ်လိုနေရာမှာဘယ်နေရာကိုဘယ်လိုထားမယ်ဘယ်နေရာနဲ့ဘယ်နေရာနဲ့တော့ကပ်ပြီးတော့ထားမယ်ဘယ်နေရာနှစ်ခုကတော့ခွာထားတဲ့လေစသဖြင့်ဒီလိုမျိုးတွေးတော့ပြီးတော့မှ
design တွေကိုဖန်တီးရတဲ့ပုံစံကို space planning လုပ်တယ်လို့ခေါ်တယ်ပေါ့နော် interior လို့ပြောလိုက်တဲ့ဒီဟာကိုလည်းထည့်သွင်းပြီးတော့စဉ်းစားရမှာဖြစ်တယ် interior ပြောတဲ့အခါမှာလည်းတစ်ခုလည်းပဲမြင်စရာမလိုဘူးပေါ့နော်တခြားတော့အရာတွေရှိအောင်မယ်ဥပမာစာကြည့်လိုက်ဒီလည်းရှိမယ် coffee ဆိုင်တွေစားသောက်ဆိုင်တွေဟိုတယ်တွေဒီလိုနေရာတွေရဲ့အတွင်းပိုင်းတွေကိုလည်း design ရေးဆွဲပေးလို့ရတယ်ကိုဖန်တီးမယ်အဆောက်အဦရဲ့ပုံစံပုံမြည်တည်ပြီးတော့မှစဉ်းစားရတဲ့အချက်တွေကလည်းအနည်းငယ်ပြောင်းလဲမှုရှိသွားမယ်ပေါ့ interior ဘိုင်းကိုလေ့လာပြီးတဲ့အခါမှာအလုပ်လုပ်မဲ့သူတွေအနေနဲ့ professional ဘိုင်းအနေနဲ့ပတ်သက်လို့ရှိရင်၃မျိုးရှိတယ် interior decorator ရှိမယ် interior designer ရှိမယ် interior architect ရှိမယ်ဒီ၃မျိုးဒီ၃ယောက်ပေါ့၃ယောက်ပဲထားပါတော့ဒီ၃ယောက်ကိုရှင်းရှင်းလင်းလင်းကိုယ်ပြပြမြင်သွားစေဖို့အတွက်ဆိုရှင်ဥပမာတစ်ခုပေးရလို့ရှိရင်ခုနကပြောခဲ့တဲ့အချက်၃ချက်ပဲ space planning လုပ်တာရယ် function အဆင်ပြေဖို့အတွက်ရယ်နောက်ပြီးတော့ aesthetic ဆိုတဲ့အလှပပိုင်းအဲ့ဒီ၃ခုမှာ interior decorator က aesthetic ဆိုရင်အလှပပိုင်းတစ်ခုရဲ့ကိုပဲသူကစဉ်းစားပြီးတော့ design လုပ်မှာဖြစ်တယ်ဒီနေရာနဲ့ပတ်သက်ပြီးတော့နေထိုင်မဲ့သူကရေရှည်မှာအဆင်ပြေသည်ဖြစ်စေမဖြစ်သည်ဖြစ်စေပြီးတော့နေအောင်ချီအဝင်ထွက်ကောင်းတယ်မကောင်းဘူးလေဝင်လေထွက်ကောင်းတယ်မကောင်းဘူးစသဖြင့်ဒါတွေကိုစဉ်းစားမှာမဟုတ်ဘဲနဲ့အလှပတစ်ခုရဲ့ကိုပဲဦးတည်ပြီးတော့သူက design လုပ်တော့မှာမျိုးဖြစ်ပါတယ်သူ့ရဲ့ပညာရေးချင်းဆိုရင်အများကြီးမလိုအပ်ဘူးပေါ့နော်အလှပကိုခန်းစားနိုင်မယ်နေရာချက်ထားမယ်နောက်ပြီးတော့ဒီspace ပေါ့ဒီနေရာလေးမှာလိုအပ်တဲ့အရာတွေထည့်ဖို့အတွက် supplier လို့ခေါ်တဲ့ဒီပစ္စည်းတွေရောင်းပေးတဲ့သူတွေလည်းအချိတ်ဆက်ရှိမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်အဲဆိုရင် interior designer ကဘာလုပ်လဲ interior designer ကကြတော့ခုနပြောခဲ့တဲ့၃ချက်လုံး space planning လည်းလုပ်တယ် fashion ဘိုင်းကိုလည်းစဉ်းစားတယ်နောက်ပြီး aesthetic ဆိုတဲ့အလှပကိုလည်းသူကစဉ်းစားတယ်ဒီ၃ချက်လုံးစဉ်းစားပြီးတော့ရေရှည်မှာနေထိုင်မဲ့သူတွေအတွက်အဆင်ပြေဖို့ design ကိုသူကဖန်တီးပေးနိုင်တယ်အဲဆို interior architect တွေอ่ะ interior architect တွေဆိုတော့ interior designer တွေလေးတူပဲ space planning လုပ်တယ် fashion ပြေလည်အောင်စဉ်းစားတယ် aesthetic အလှပပိုင်းအတွက်လည်းသူကစဉ်းစားပြီးတယ်ဒါပေမဲ့ interior architect တွေပဲလုပ်နိုင်တဲ့အရာတစ်ခုကတော့သူကဒီအခန်းကတကယ်လို့လိုအပ်မယ်ဆိုလို့ရှိရင်တချို့သောနေရာမျိုးဖြိုဖျက်ပြီးတော့ design ကိုအစအဆုံးပြန်ပြင်တာမျိုးတွေပါသူတို့ကလုပ်လို့ရတယ်ဒါတော့ architect တွေပဲလုပ်လို့ရတဲ့အလုပ်ပေါ့နော်တေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ designer နဲ့ architect ရဲ့ project မှာတော့ designer ကတော့သူ့ပေးထားတဲ့နေရာလုပ်လေးမှာပဲ client ကလိုချင်တဲ့ပုံစံတွေကိုအနည်းဆက်ဆုံးဖန်တီးမယ်ရေရှည်မှာအဆင်ပြေတဲ့ပုံစံမျိုးတွေကိုဖန်တီးမယ်ဒီလိုမျိုးပဲရှိတယ်ပေါ့နော် interior architect ကတော့တကယ်လို့လိုအပ်လာခဲ့မယ်ဆိုရင် client အတွက်အဆင်ပြေဖို့အတွက်ပဲဖြစ်ဖြစ်ဒီနေရာအတွက် client လိုချင်တာနဲ့ပတ်သက်ပြီးတော့မှပြုပြင်ပြောင်းလဲရမျိုးရှိမယ်ဆိုရင်တော့သူကပြုပြင်ပြောင်းလဲပေးနိုင်တဲ့အနေအထားမျိုးရှိပါတယ် interior designer ဖြစ်ဖို့အတွက်ကတော့ diploma တန်းတွေတက်လို့ရတယ်ပေါ့နော်သူနဲ့ကန့်ညီတဲ့ဘွဲရထားသည်ဖြစ်စေမရထားသည်ဖြစ်စေပေါ့နော်လုပ်လို့ရတယ်ဒီ design ဘက်နဲ့ပတ်သက်ပြီးတော့လေ့လာပြီးတော့လုပ်လို့ရတယ်ပေါ့ interior architect တွေအနေနဲ့ architect တယောက်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ architecture နဲ့ဘွဲရထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ landscape architecture landscape architecture လို့ပြောလိုက်လို့ရှိရင်ဒီရုပ်ဆုံးမြင်ရမှာတော့ပန်းခြံတွေပေါ့နော်ဒါပေမဲ့ပန်းခြံတွေမဟုတ်ဘဲနဲ့သူကဒီအပြင်ပိုင်းအဆောက်အဦရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့နေရာတွေကိုပဲပြောရလည်းမဟုတ်ဘူးသူ design လုပ်မဲ့နေရာကအဆောက်အဦရှိခြင်းမှလည်းရှိမယ်အဲ့နေရာမှာရှိနေတဲ့အပြင်တွေလူတွေသွားလာလှုပ်ရှားဖို့အတွက်လမ်းတွေစတဲ့ဒေသတွေကိုလှလှပပလေးနဲ့ဖန်တီးထားမျိုးကို landscape architecture လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ architecture ဆိုရဲခေါင်းစဉ်ပါလာပြီဖြစ်တဲ့အတွက်ကြောင့်မို့ architecture နဲ့ပတ်သက်ပြီးတော့မှလိုအပ်တဲ့အချက်တွေကိုလည်းထည့်သွင်းစဉ်းစားပြီးဖို့လိုအပ်တယ်အဆောက်အဦတစ်ခုကိုဖောက်လုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီ landscape ဆိုတဲ့အပိုင်းကထည့်သွင်းပြီးဖို့လိုအပ်တယ်ပေါ့နော် landscape တွေကဒီသူရှိနေတဲ့ဒေသကအဆောက်အဦတွေကိုပို့ပြီးတော့မှလုံးကျွဖြစ်လာစေမယ်ပြီးတော့ဒီအဆောက်အဦနဲ့ပတ်သက်ပြီးတော့မှနေတွေနေတံလေတံတို့မိုးတံတို့စတဲ့ဒေသတွေကိုကောက်ွယ်ပြီးဖို့အတွက်လည်းသူတို့ကအထောက်အကူတစ်ခုအနေနဲ့အသုံးပြုလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ urban architecture ဒါကတော့မြို့ပြအဆောက်အဦတွေဆောက်လုပ်တာမျိုးတွေနောက်ပြီးတော့အိမ်ယာစီမံကိန်းတွေဖန်တီးတာမျိုးတွေဒါတွေကိုတော့ချက်ချင်းမြင်တွေ့လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဆောက်လုပ်တာတစ်ခုတည်းမဟုတ်ဘဲနဲ့ဒီလိုဆောက်လုပ်လိုက်ခြင်းအပြင်ရေရှည်မှာဘယ်လိုတက်ရောက်မှုတွေရှိလာနိုင်လဲဆိုတာကိုပါထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်ဥပမာအပြင်ကိုဆောက်လုပ်မဲ့နေရာတစ်ခုကအမြစ်ချောင်းတွေရှိနေတာမျိုးဥပမာချောင်းလေးရှိရင်ပဲထားပါတော့ဒီချောင်းကိုဒီတိုင်းပဲထားမလားဒါမှမဟုတ်လို့ရှိရင်ဒီချောင်းကိုမြေဖို့ပြီးတော့အစာအုပ်ဆောက်လုပ်လိုက်မလားချောင်းဒီချောင်းကိုတော့ဖျက်ဆီးလိုက်မယ်ပေါ့ဖျက်ဆီးပြီးတော့မှမြေဖို့လိုက်မယ်မြေဖို့ပြီးတော့ကိုတောက်ရှင်တဲ့အစာအုပ်တွေကိုပဲဆောက်လုပ်လိုက်မယ်ဒါပေမဲ့ဒီချောင်းကိုဖျက်လိုက်ခြင်းအပြင်ဒီချောင်းထဲမှာနေခိုင်းတဲ့တဝါတွေကပျက်စီးသွားမယ်နောက်ပြီးလို့ရှိရင်ဒီချောင်းကိုမှီခိုပြီးနေထိုင်ရတဲ့အနိဒပတ်ဝန်းကျင်လူတွေလည်းရှိမယ်ဥပမာတက်ငါတဲ့တို့ပါတို့ပေါ့အဲ့လိုမျိုးသူတို့ရဲ့စီးပွားရေးအရာဆိုလည်းထိခိုက်သွားတယ်ပြီးတော့ရေရှည်မှာမဖြစ်လာနိုင်လဲဆိုတော့ဒီချောင်းက
ဒီမှာရေဝတ်တဲ့နေရာသာဖြစ်နေမယ်ဆိုလို့ရှိရင်ငလင်တာတွေပါတင့်တဲ့အခါမျိုးမှာဒီအောက်ကရေနဲ့မြေနဲ့ပေါင်းစပ်ပြီးတော့မှအစာအုပ်တွေကပြိုကျပျက်စီးတာမျိုးတွေဖြစ်လာတယ်ဒီလိုမျိုးအကျိုးသက်ရောက်မှုဘယ်လိုမျိုးတွေရှိနိုင်လဲဆိုတာစဉ်းစားပြီးတော့မှဖန်တီးရမယ်နောက်ထပ်တစ်ခုကဒီလိုမျိုးအစာအုပ်တွေစောင့်လိုက်ပြီးဆိုတာနဲ့ဒီစာအုပ်တွေစောင့်လို့ဖို့အတွက်နေရာတွေပါတစ်ပင်တွေခုံလဲရတာမျိုးရှိနေအဲ့လိုခုံလဲလိုက်တဲ့ဒီဟာတွေအတွက်ရော့သွားတဲ့ green area လို့ခေါ်တဲ့ဒီစိမ်းရောင်နယ်မြေပေါ့နော်အဲ့ဒီနယ်မြေအတွက်လည်းနောက်ထပ်အစိမ်းရောင်နယ်မြေအသစ်တွေကိုဖန်တီးပေးဖို့လည်းလိုအပ်တယ်ဒါတွေကိုပါထည့်သွင်းစဉ်းစားပြီးတော့ဖန်တီးရမျိုးဖြစ်တယ်ရေရှည်မှာဒီပတ်ဝန်းကျင်အတွက်အနှောက်အယှက်မဖြစ်စေဘဲနဲ့တည်တံ့နိုင်မယ်ပေါ့နော်စာအုပ်တွေအိမ်ယာစီမံကိန်းတွေကိုဖန်တီးရတာမျိုးဖြစ်ပါတယ်ဒါကတော့ architecture ရဲ့ခေါင်းစဉ်အောက်ကနေမှခေါင်းစဉ်ကွဲကြီး၄ခုပေါ့နော်